ဝင်ငွေကောင်းတဲ့အမျိုးသမီးတွေအနေနဲ့အိမ်အောင်ဖက်ရွေးချယ်တဲ့အခါမှာဘယ်လိုဗျူဟာတွေနဲ့ချင်းကပ်တင်လဲဆိုတာကိုဒီနေ့ပြောပြသွားပါမယ်။ဒီဗီဒီယိုကတော့တစ်နှစ်ကိုရန်တသန်းနဲ့အထက်ဝင်ငွေရှိတဲ့အသက်30ကျော်40ဝန်းကျင်အမျိုးသမီးတွေအတွက်အထူးရည်ရွယ်ထားတာဖြစ်ပါတယ်။ဒီလိုမျိုးမြင့်မားတဲ့ဝင်ငွေရှိတဲ့အမျိုးသမီးတွေအတွက်ဘယ်လိုအခြေအနေမျိုးတွေနဲ့ရင်ဆိုင်ရတတ်တယ်လဲ။ဒါတွေကိုဘယ်လိုကျော်လွှားမလဲဆိုတာစိတ်ဝင်စားစရာပါ။ မြင့်မားတဲ့ဝင်ငွေရှိတဲ့အမျိုးသမီးအများစုဟာသူတို့ထက်ပိုမိုဝင်ငွေခေါင်းတဲ့အမျိုးသားကိုပဲအိမ်တော်ဖက်အဖြစ်ရွေးချယ်လိုကြပါတယ်။ဒါဟာအမျိုးသမီးတွေရဲ့မွေးရပါစိတ်ခံစားချက်နဲ့လုံခြုံရေးကိုရှေးရှုတာဖြစ်ပါတယ်။ခလီယူမယ်ဆိုရင်ကိုဝင်ဆောင်ခလီထိန်ကြောင်းကြီးနဲ့အလုခဏနားထားရခြင်းတွေမှာဝင်ငွေဆက်ပြီးထိန်းထားနိုင်မှာမလားဆိုတဲ့စိုးရိမ်စိတ်တွေရှိတတ်ကြပါတယ်။ပြီးတော့တူးတဲ့ရန်တောင်းနဲ့နေထိုင်ရတဲ့ဘဝတစ်ခုမှာအစင်တာနင်းကြသွားမှာကိုလည်းစိုးရိမ်တတ်ကြပါတယ်။ဒါကြောင့်သူတို့ရဲ့လက်ရှိလူမှုပတ်ဝန်းကျင်ကအမျိုးသားတွေလိုသူတို့ရဲ့ဝင်ငွေထက်1.3လေးနဲ့1.5ဆပိုမိုဝင်ငွေရှိတဲ့အမျိုးသားတွေကိုရှာဖွေတတ်ကြပါတယ်။ဒါဆိုရင်ဒီလိုအမျိုးသားတွေကိုရှာဖွေရမှာဘယ်လိုအခက်အခဲတွေရှိလာနိုင်မလဲ။ တကယ်တော့တစ်နှစ်ကိုရန်3တန်းမှာရန်4တန်းဝင်ငွေရှိတဲ့အမျိုးသားတွေကိုရှာဖွေဖို့ကထင်သလောက်မလွယ်ကူပါဘူး။ဒီလိုဝင်ငွေရှိတဲ့အမျိုးသားတွေဟာအများအပြားခလီလိုချင်ရပြီးသူတို့ထက်အသက်ငယ်တဲ့အမျိုးသမီးတွေကိုပိုပြီးစိတ်ဝင်စားတတ်ပါတယ်။ဥပမာရန်3တန်းမှာရန်4တန်းဝင်ငွေရှိတဲ့အမျိုးသားတဦးဟာအသက်5တန်းမှာ6တန်းဝင်ငွေရှိတဲ့အသက်ငယ်တဲ့အမျိုးသမီးကိုရွေးချယ်တတ်ပါတယ်။ဒါကြောင့်အသက်30ကျော်40ဝန်းကျင်အမျိုးသမီးတွေဟာသူတို့ထက်အသက်9ရှိနေငယ်တဲ့အမျိုးသားတွေကိုချင်းကပ်ဖို့ကြိုးစားရင်လက်ခံဖို့ခက်ခဲတတ်ပါတယ်။ဒီတော့အဓိကပြဿနာကအသက်အရွယ်ကြောင့်ထပ်လာပါတယ်။ဒါဆိုရင်ဒီလိုမျိုးဝင်ငွေမြင့်မားတဲ့အမျိုးသားတွေကိုပြတ်မှတ်ထားတဲ့အမျိုးသမီးတွေဘာလုပ်သင့်လဲ။ ဝင်ငွေရန်13တန်းမှရန်14တန်းရှိတဲ့အမျိုးသားတွေဟာအသက်30ကျော်အမျိုးသမီးတွေထက်အသက်40ကျော်အမျိုးသမီးတွေကိုခလီယူနိုင်ခြင်းနဲ့ပါတာကြောင့်ရွေးချယ်ဖို့ဝင်လိတတ်ကြပါတယ်။ဒါပေမဲ့ဒီလိုအခြေအနေမျိုးကိုအကျိုးရှိရှိအသုံးချနိုင်ပါတယ်။အသက်30ကျော်အမျိုးသမီးတွေမချင်းကပ်ခြင်းနဲ့အသက်43နှစ်ကနေ44နှစ်ဝန်းကျင်အမျိုးသားတွေကိုပြင်မှတ်ထားတာပိုကောင်းပါတယ်။ဒီအသက်အပိုင်းခြားမှာပြိုင်ဆိုင်မှုကတီတီတာတာရောနေသွားပါတယ်။အသက်30ကျော်အမျိုးသမီးတွေဟာသူတို့ထက်အသက်4နှစ်5နှစ်လောက်ပိုကြီးတဲ့အမျိုးသားတွေကိုအိမ်အောင်ဖက်အဖြစ်ရွေးချယ်လိုကြပြီးမြဲအသက်9နှစ်ကျော်ရင်တော့စိတ်ဝင်စားမှုလျော့နေသွားတတ်ပါတယ်။ဒီတော့အသက်43နှစ်44နှစ်ဝန်းကျင်အမျိုးသားတွေဟာအသက်30ကျော်အမျိုးသမီးတွေရဲ့ပြင်ပမဟုတ်တော့ပဲအသက်40ကျော်အမျိုးသမီးတွေတဲ့အခွင့်အရေးပိုများလာပါတယ်။ဒါဆိုရင်ဝင်ငွေကိုအရေးမကြီးပဲအသက်ငယ်တဲ့အမျိုးသားတွေကိုလိုချင်နေတော့ဘယ်လိုလုပ်ရမလဲ။ မိတ်ဆွေအမျိုးသမီးအချို့ကတော့ဝင်ငွေအများကြီးမလိုချင်ပဲအသက်ငယ်တဲ့အမျိုးသားကိုပဲရွေးချယ်ခြင်းကြပါတယ်။ဒီလိုအခြေအနေမှာအသက်ငယ်တဲ့အမျိုးသားတဦးဟာဝင်ငွေရန်ထောင်တန်းရှိတဲ့အမျိုးသမီးတဦးကိုအိမ်အောင်ဖက်အဖြစ်ရရှိတဲ့အခါဘယ်လိုခံစားရမလဲဆိုတာစဉ်းစားဖို့လိုပါတယ်။အသက်30ကျော်အမျိုးသားတွေကိုပြစ်မှတ်ထားရင်တစ်နှစ်ကိုရန်6တန်းမှ9တန်းဝင်ငွေရှိတဲ့သူတွေကအကောင်းဆုံးပြစ်မှတ်ဖြစ်ပါတယ်။ဝင်ငွေရန်9တန်းမှ6တန်းအောက်ဆိုရင်တော့အမျိုးသားတွေကပါဝါမမျှဘူးလို့ခံစားရပြီးမချင်းကပ်ရတာမျိုးဖြစ်တတ်ပါတယ်။ဒါပေမဲ့ရန်6တန်းမှ9တန်းဝင်ငွေရှိတဲ့သူတွေကတော့သူတို့ရဲ့ဇနီးတွေလို့အသက်ကြီးလာရင်ရန်1တန်းလောက်ဝင်ငွေရနိုင်တယ်လို့မျှော်လင့်တတ်ပါတယ်။ဒါဆိုအသက်40ဝန်းကျင်အမျိုးသမီးတွေအတွက်အသက်ဘလောက်အထိငယ်တဲ့အမျိုးသားကိုရွေးချယ်နိုင်မလဲ။ အသက်40ဝန်းကျင်အမျိုးသမီးတဦးဟာအသက်30ကျော်အမျိုးသားကိုရွေးချယ်မယ်ဆိုရင်အသက်9နှစ်အထိငယ်တဲ့သူတွေကိုပြတ်မှတ်ထားနိုင်ပါတယ်။တကယ်တမ်းမှာအသက်9နှစ်အထိငယ်တဲ့သူတွေနဲ့တောင်လက်ထပ်နိုင်ခဲ့တဲ့ဖြစ်ရပ်တွေရှိပါတယ်။ဒါကြောင့်ဝင်ငွေရန်တောင်းထောင်ရှိတဲ့အမျိုးသမီးတွေအနေနဲ့ဒီဝင်ငွေကိုအားထားချက်အထိအတုံချပြီးသူတို့အထက်တင့်လျော်တဲ့အေးထောင်ဖက်ကိုရွေးချယ်နိုင်ပါတယ်။ဒီလိုဆိုရင်စီးပွားရေးပိုင်းမှာအမျိုးသားတွေကအမျိုးသမီးရဲ့ဝင်ငွေကိုအားကိုးကြမှာလား။ ဝင်ငွေရန်တောင်းရှိတဲ့အမျိုးသမီးတဦးဆိုရင်စီးပွားရေးအရာအားကိုးခြင်းခံရနိုင်ပါတယ်။အိမ်မှုကိစ္စနဲ့ခလီထိန်ကြောင်းရေးမှာတဦးတည်းလောက်ကိုင်းခြင်းတဲ့အမျိုးသားတွေလည်းရှိတတ်ပါတယ်။သို့တော့အသက်ပိုကြီးတဲ့အမျိုးသမီးတွေဟာအလုပ်ကိစ္စနဲ့ပတ်သက်ပြီးပိုပြီးပြက်သားသားဆုံးဖြတ်တဲ့ကကြောင့်အိမ်မှုကိစ္စခလီထိန်ကြောင်းရေးတို့မှာညှိနှိုင်းရလာပိုမိုတွေကူတတ်ပါတယ်။ဒီအသက်အပိုင်းခြားနဲ့ဝင်ငွေအခြေအနေကအိမ်ထောင်ရေးဖြူဟာကိုဘယ်လိုမျိုးအကျိုးသက်ရောက်မှုရှိနိုင်မလဲဆိုတာကိုလည်းတတိပြုရပါမယ်။ ဒီနေ့ပြောပြခဲ့တဲ့အချက်2ချက်ကတော့ဝင်ငွေကောင်းတဲ့အမျိုးသမီးတွေအတွက်အိမ်ထောင်ဖက်ရွေးချယ်ရေးဗျူဟာ2မျိုးထိပါ၏ပထမအချက်ကကိုယ့်ထက်ဝင်ငွေများတဲ့အမျိုးသားကိုလိုချင်ရင်အသက်30ကျော်အမျိုးသမီးတွေမချင်းကပ်တဲ့အသက်43နှစ်ကနေ44နှစ်ဝန်းကျင်အမျိုးသားတွေကိုရွေးချယ်ပါဒုတိယအချက်ကအသက်ငယ်တဲ့အမျိုးသားကိုလိုချင်ရင်တော့ဝင်ငွေရန်6တန်းမှ9တန်းရှိပြီးကိုယ့်ထက်အသက်9နှစ်အထိငယ်တဲ့သူတွေကိုပြတ်မှတ်ထားပါ
ဒီလိုမျိုးဖြူဟာမြောက်စဉ်းစားပုံကမိမိအတွက်အကောင်းဆုံးရလဒ်ကိုပေးစွမ်းနိုင်ပါတယ်အသက်အရွယ်နဲ့ဝင်ငွေအခြေအနေတွေပေါ်မူတည်ပြီးဘလို့အတွေးခေါ်ဆုံးဖြတ်ရမယ်ဆိုတာကိုနားလည်ထားတာဟာနောက်ထပ်ပိုမိုနှက်ချိုင်းတဲ့လူမှုရေးဆုံးဖြတ်ချက်တွေအတွက်အရေးကြီးတဲ့အခြေခံဖြစ်ပါတယ်